Unit 43 ရဲ့ exercise လေးတွေကိုလေ့လာကြည့်ရအောင် 43.1 Make the sentence negative ပေးထားတဲ့စာကြောင်းတွေကို negative လေးတွေပြောင်းခိုင်းနေ Number 1 apostrophe s က has has ကိုပြောခြင်းဖြစ်ပါတယ်เนาะဘာလို့ has has လဲ Giovanni gone အနောက်မှာ verb 3လိုက်ထားတဲ့အတွက်ကြောင့်မို့လို့ has plus verb 3ဖြစ်ပါတယ် He's gone away သူထွက်သွားပြီအဲ့တော့ negative ပြောင်းလိုက်တော့ having verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ not လေးထည့်လိုက်ရုံပါပဲ He hasn't gone away 2 They married သူတို့အိမ်အောင်ပြူတယ်အဲ့တော့ negative လုပ်မယ်လွယ်လွယ်လေးပါ AR ဆိုတော့ဒါဟာ having verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ they are married ဖြစ်ပါတယ် Number 3 I've had dinner ငါညစာစားပြီးပြီ Okay အဲ့တော့ negative လုပ်မယ် I apostrophe ဆိုတာက HAV have here short form ဖြစ်ပါတယ် HAV have ကို negative လုပ်မှာတော့ I haven't had dinner ငါညစာစားရသေးဘူး 4 It's cold today ဒီနေ့အေးတယ်ဒီနေ့မအေးဘူးလို့ negative လုပ်မယ်ဒီမှာ apostrophe s က has မဟုတ်ဘူးเนาะ I is ဘာလို့လဲ COND cold adjective မို့လို့ရှေ့က I is ဖြစ်ပါတယ်အဲ့တော့ I is ကို negative လုပ်လိုက်တော့ not လေးထည့်ပေးလိုက်ရုံပါပဲ It isn't cold today ဖြစ်ပါတယ် Number 5 We'll be late ငါတို့နောက်ကျလိမ့်မယ်အဲဆို negative လုပ်မယ်ငါတို့နောက်ကျမှာမဟုတ်တော့ဘူး apostrophe ll ဆိုတာက where ရဲ့ short form ဖြစ်ပါတယ်အဲ့တော့ where ကို negative လုပ်မယ်ဆိုနောက်မှာ not ထည့်လိုက်ရုံပဲ were not ကို short form အနေနဲ့ရေးမယ်ဆိုရင် we won't be late ဖြစ်ပါတယ် sit you should go မင်းသွားတဲ့နဲ့မင်းမသွားတဲ့ဘူး Okay negative လုပ်မယ်ဒီမှာဆို should ကလည်း having verb ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နောက်မှာ not လေးထည့်ပေးလိုက်ရုံပါပဲ You should not go You shouldn't go ဖြစ်ပါတယ် 43.2 ဆက်ကြည့်ရအောင် 43.2 ကလည်း make these sentences negative ပေးထားတဲ့စာကြောင်းတွေကို negative လုပ်ခိုင်းနေသူကတော့ don't doesn't didn't နဲ့ negative လောက်ခိုင်းတယ်အဲ့တော့ကလေးတွေစဉ်းစားရမှာက present simple လား past simple လားစဉ်းစား present simple ဆိုရင် subject ကိုကြည့်ပြီးတော့ don't doesn't past simple ဆိုရင် subject ကြည့်စရာမလိုဘူး didn't တတိထားမှာက don't doesn't didn't ရဲ့နောက်မှာ plural verb ဖယ်လာရမှာဖြစ်ပါတယ် Number 1 she saw me သူမကငါ့ကိုမြင်ခဲ့တယ်တွေ့လား saw verb 2 past simple အဲ့တော့မမြင်ခဲ့ဘူးလို့ပြောမယ် past simple မို့လို့ didn't နဲ့ negative လောက်ပါမယ် she didn't see me saw ရဲ့ plural verb က see ဖြစ်ပါတယ် 2 I like cheese ငါ cheese ကြိုက်တယ်အဲ့တော့မကြိုက်ဘူးလို့ညင်းမယ် I like ဆိုတော့ present simple I မို့လို့ don't နဲ့ညင်းပါမယ် I don't like cheese ငါ cheese ကိုမကြိုက်ဘူး Number 3 They understood သူတို့နားလည်ခဲ့တယ်သူတို့နားမလည်ခဲ့ဘူးလို့ညင်းမယ်အဲ့တော့ understood ဆိုတော့ verb 2 ကို negative လုပ်မယ်ဆိုရင်Number 3 they understood သူတို့နားလည်ခဲ့တယ်သူတို့နားမလည်ခဲ့ဘူးလို့ညင်းမယ် understood past simple မို့လို့ didn't နဲ့ negative လောက်ပါမယ် they didn't အနောက်က verb 1 plural verb လိုက်ရမယ်နော်အဲ့တော့ understood ရဲ့ plural verb က understand ဖြစ်ပါတယ် Number 4 he lived here သူဒီနေရာမှာနေထိုင်နေအဲ့တော့မနေဘူးလို့ရေးမယ် live present simple ကိုမှာ he မို့လို့ doesn't နဲ့ညင်ပါမယ် he doesn't အနောက်က verb က plural verb ဖြစ်တဲ့အတွက်ကြောင့်မလို့ live မှာ s ထည့်စရာမလိုတော့ပါဘူး Number 5 go away ထွက်သွားစမ်းအဲ့တော့ထွက်မသွားနဲ့လို့ဒို့တဲ့တွေညင်းမယ်သူက imperative ဖြစ်တဲ့အတွက်ကြောင့်မို့လို့ don't နဲ့ပဲညင်လိုက်ရုံပါပဲ don't go away ထွက်မသွားနဲ့ဆိုတဲ့ imperative စာကြောင်းလေးဖြစ်ပါတယ် Number 6 I did the shopping ငါ shopping
ထွက်ခဲ့တယ်အဲ့တော့မထွက်ခဲ့ဘူးလို့ညင်းမယ်ဒီမှာဆိုရင် did လောက်ခဲ့သည်ဆိုတဲ့ past simple verb 2မို့လို့ negative နဲ့ညင်းပါမယ် I didn't did ရဲ့ verb 1 plural ဟာ do ဖြစ်ပါတယ် I didn't do shopping ငါဈေးဝင်မလုပ်ခဲ့ဘူး 43.3 ဆက်လက်လေ့လာကြည့်ရအောင် make the sentence negative သူကလည်း negative လေးတွေလောက်ခိုင်းခြင်းဖြစ်ပါတယ်သူကတော့ helping verb နဲ့ main verb တွေရောပေးထားခြင်းဖြစ်ပါတယ် number 1 she can swim သူမရေကူးနိုင်တယ်သူမရေမကူးနိုင်ဘူး she can swim 2 they've arrived သူတို့ရောက်ပြီးနေပြီသူတို့မရောက်သေးဘူးဒီမှာဆို apostrophe v က HAV have year short form ဖြစ်တဲ့အတွက်ကြောင့်မလို့ having verb ဖြစ်လို့အနောက်မှာ not လေးထည့်ပေးလိုက်ရုံပါပဲ they haven't arrived number 3 I went to the bank ငါဘဏ်ကိုသွားခဲ့တယ်အဲ့တော့ဒီမှာဆို WNT1 သွားခဲ့သည် main verb 2အဲ့တော့ verb 2ကို negative လုပ်မှာမို့လို့ I didn't 1ကို verb 1ပြောင်းလိုက်တော့ geo ကို I didn't go to the bank ငါဘဏ်ကိုမသွားခဲ့ဘူး number 4 he speak German သူဂျာမန်စကားပြောတယ်မပြောဘူးလို့ညင်းမယ် speak verb 1 present simple အဲ့တော့ he မို့လို့ doesn't နဲ့ negative လောက်ပါမယ် he doesn't speak speak အနောက်က as ပါစရာမလိုတော့ပါဘူးရှင် number 5 we were angry ကျွန်တော်တို့စိတ်ဆိုးခဲ့တယ်မဆိုးခဲ့ဘူးလို့ညင်းမယ် were ဆိုတော့ having verb မို့လို့အနောက်မှာ not လေးထည့်ပေးလိုက်ရုံပါပဲ we weren't angry ဖြစ်ပါတယ် number 6 he RB please ဒီမှာဆို apostrophe L က where ရဲ့ short form ဖြစ်ပါတယ်အဲ့တော့သူ့ကို negative လုပ်မယ်ဆိုရင် where ရဲ့နောက်မှာ not လေးထည့်ပေးလိုက်အောင်ပါပဲ where not ရဲ့ short form က we won't be pleased ဖြစ်ပါတယ် number 7 call me tonight ဒီနေ့ညငါ့ကိုဖုန်းခေါ်လိုက်ဒါဆို imperative sentence လေအဲ့တော့ imperative sentence တွေမှာ negative လုပ်မယ်ဆိုရင် don't နဲ့ negative လုပ်ရုံပါပဲ don't call me tonight ဒီနေ့ညငါ့ကိုဖုန်းမခေါ်နဲ့ number 8 it rained yesterday မနေ့ကမိုးရွာခဲ့တယ်ဟောဒီမှာဆိုတွေ့လား yesterday ဆိုတော့ rain verb 2အဲ့တော့ verb 2ကိုညင်းမယ်ဆိုမှတော့ didn't နဲ့ညင်းပါမယ် I didn't အနောက်က verb က verb 1ပဲဖြစ်မှာเนาะ I didn't rain yesterday မနေ့ကမိုးမရွာခဲ့ဘူး number 9 I could hear them ငါသူတို့ကိုကြားခဲ့တယ်အဲ့တော့မကြားခဲ့ဘူးလို့ညင်းမဲ့ could ဆိုတော့ဒါဟာ having verb လေ having verb ဆိုတော့သူ့ကို negative လုပ်မယ်ဆိုရင်အနောက်မှာ not လေးထည့်ပေးလိုက်ရုံပါပဲ I couldn't hear them ဖြစ်ပါတယ် could not ကို short form အနေနဲ့ရေးလိုက်တော့ couldn't ပေါ့ number 10 I believe you ငါမင်းကိုယုံကြည်တယ်အဲ့တော့မယုံဘူးလို့ညင်းမယ် believe verb 1ကိုမှ I မို့လို့ don't နဲ့ညင်းပါမယ် I don't believe you ငါမင်းကိုမယုံဘူးဆိုပြီးတော့ don't နဲ့ညင်းလိုက်ရုံပဲဖြစ်ပါတယ် Okay 43.3 ကတော့ having verb နဲ့ main verb တွေကိုရောပေးထားတဲ့ exercise ဖြစ်ပါတယ် 43.4 ကတော့နည်းနည်းစဉ်းစားရမယ်သူက negative verb တွေက don't တွေရော doesn't တွေရော didn't တွေရော happy verb အငင်းတွေရောထည့်ရမယ်အဲ့တော့ကလေးတွေကဘာကိုအဓိကပြုစဉ်းစားရမလဲဆိုတော့ကွက်လက်ရဲ့အနောက်က verb ကိုသေချာကြည့်ကွက်လက်ရဲ့အနောက်က verb က verb 3ဆိုရင်ဒါဟာ present perfect ဖြစ်တဲ့အတွက်ကြောင့်မို့လို့ hasn't haven't နဲ့ညင်မယ်ကွက်လက်ရဲ့အနောက်ကဟာက noun တို့ adjective ဆိုရင်တော့ MSR words were အဲ့ဒါတွေနဲ့ညင်းမယ်ပြီးတော့နောက်တစ်ခုကွက်လက်ရဲ့နောက်မှာ plural verb 1တွေဆိုရင်တော့ don't doesn't didn't တွေနဲ့ညင်းလိုက်ပေါ့ကွယ်ပြီးတော့ကွက်လက်ရဲ့နောက်မှာ verb ing ဆိုရင်တော့ဒါဟာ present continuous ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့
isn't တွေ are နေဟုတ်ပြီနော်အဲ့ဒီလိုမျိုးလေးတွေနဲ့ညင်ပါမယ်နံပါတ်1 example ကြည့်မယ် they aren't rich သူတို့မချမ်းသာဘူး they've got much money သူတို့မှာပတ်စံများကြီးမရှိဘူးဒီမှာဆိုတွေ့လား god got verb 3မို့လို့အရှိမ hasn't haven't နဲ့ညင်ပါမယ် they မို့လို့ haven't 2 would you like something to eat မင်းတစ်ခုခုစားကျင်သလား no thank you စားတော့ဘူး I hungry ဆိုတာဘိုက်စာတော့adjective အဲ့တော့သူ့ကို negative လုပ်မယ်ဆိုရင် verb to be နဲ့လုပ်ရုံပဲလေအဲ့ဒီတော့ဘာနဲ့လုပ်မလဲ I မို့လို့ am not နဲ့ negative လုပ်ရုံပါပဲ I am not hungry number 3 I find my glasses ငါရဲ့မျက်မှန်တွေကိုရှာမတွေ့ဘူး Have you seen them မင်းမျက်မှန်တွေကိုတွေ့လားဒီမှာဆိုကွက်လက်ရနောက်မှာကြည့် find plural verb ရှာတွေ့သည်အဲ့တော့ तू ကမျက်မှန်တွေကပျောက်ခဲ့ပြီဟုတ်တယ်မို့လားအဲ့တော့ပြီးခဲ့တဲ့လွန်ခဲ့တဲ့နိုင်ဝက်ကလည်းပျောက်ချင်ပျောက်မယ်လွန်ခဲ့တဲ့တနာရီကလည်းပျောက်ချင်ပျောက်မယ်အဲ့တော့ तू ကဘာနဲ့ညင်းမလဲအတိတ်ကာလနဲ့ညင်းမှာပေါ့ I didn't find my glasses ငါရဲ့မျက်မှန်တွေကိုရှာမတွေ့ခဲ့ဘူး 4. Steve go to the cinema mass. Steve ရုပ်ရှင်ရုံကိုခဏမသွားဘူး He prefer to watch DVD at home. သူကအိမ်မှာ DVD ကြည့်ရတာပိုပြီးတော့သဘောကျတယ်ဒီမှာဆိုရင်ကွက်လက်ရဲ့နောက်မှာ geo ကိုသွားသည်ဆိုတဲ့ plural verb ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ don't doesn't နဲ့ညင်ပါမယ် Steve တယောက်တည်းမို့လို့ doesn't နဲ့ညင်လိုက်ပါမယ် 5. We can walk to the station from here. ဒီနေရာနေပြီးတော့ station ကိုငါတို့လမ်းလျှောက်သွားလို့ရတယ် It's very far အရင်မဝေးဘူးဒီမှာဆိုရင် far ကွာဝေးသော adjective မို့လို့သူ့ကို negative လုပ်မယ်ဆိုရင် verb to be နဲ့လုပ်မယ် id it မို့လို့ isn't နဲ့လုပ်လိုက်မှာဖြစ်ပါတယ် It isn't very far 6. Where Jane ဘယ်မှာလဲ I know ဆိုတော့ဒါငါမသိဘူးပေါ့ဒီမှာဆိုကွက်လက်ရဲ့နောက်မှာ verb 1မို့လို့ဘာလေးနဲ့ညင်မလဲ don't နဲ့ teacher တို့ရညင်မယ် I don't know I seen her today ငါဒီနေ့သူမကိုမတွေးမိဘူးဒီမှာဆိုကွက်လက်ရဲ့နောက်မှာ and seen verb 3မို့လို့အရှိမ present perfect နဲ့ညင်မယ် I မို့လို့ haven't ဖြစ်ပါတယ် I haven't seen her today 7. Be careful ဂရုစိုက်နော် 4. ပြုတ်မကြစေနဲ့ဒါဟာ imperative ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့ don't နဲ့ညင်လိုက်ပါမယ် don't fall 8. We went to a restaurant last night ကျွန်တော်တို့မနေ့ညကစားသောက်ဆိုင်ကိုသွားခဲ့တယ်ဒီမှာနော်မနေ့ညကအဖြစ်အပျက်ကိုပြောတာနော်အဲ့တော့ I like the food very much ကျွန်တော်အစားအသောက်ကိုသဘောမကျခဲ့ဘူးမနေ့ညကသွားခဲ့တဲ့ restaurant ကစားသောက်ဆိုင်ကိုသဘောမကျခဲ့တာမို့လို့ didn't နဲ့ညင်မှရပါမယ်မနေ့ညအဖြစ်အပျက်ကိုပြောတာမို့လို့လေ I didn't like 9. I've been to Japan many times ငါဂျပန်ကိုအကြိမ်ပေါင်းများစွာရောက်ဖူးတယ် but ဒါပေမဲ့ been to Korea ငါ Korea တော့မရောက်ဖူးဘူးဒီမှာဆို been ဆိုတဲ့ verb 3သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ present perfect နဲ့ညင်ပါမယ် I မို့လို့ haven't နဲ့ညင်ပါမယ် I haven't been to Korea 10. Julia be here tomorrow Julia မနေ့ပြန်ကြရင်ဒီနေရာမှာရှိလောက်မှာမဟုတ်ဘူး She's going away သူထွက်သွားပြီဟောဒီမှာဆိုရင် tomorrow မနေ့ပြန်ဆိုတဲ့ future ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာနဲ့ညင်မရမှာလဲ were နဲ့ညင်မရပါမယ်ပေါ့အဲ့တော့ will not be here tomorrow 11. Who broke the window ဟိုပရင်းပေါက်ကိုဘသူဖျက်ဆီးခဲ့တယ်လဲ Not me ငါမဟုတ်ဘူး I do it ဟောဒီမှာဆိုရင် broke ဖျက်ဆီးခဲ့တယ်နော် verb 2အဲ့တော့ကလေးကလည်းပြောမှာပေါ့ Not me ကျွန်တော်မလုပ်ဘူးကျွန်တော်ပရင်းပေါက်ကိုမလုပ်ခဲ့ဘူးသူမလုပ်ခဲ့တာကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ past simple ကိုညင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ didn't နဲ့ညင်းပါမယ်12. We didn't see what happened. ဘာဖြစ်ပျက်ခဲ့တယ်ဆိုတာကျွန်တော်မမြင်ခဲ့ဘူး We looking at that time ဟောဒီမှာဆိုတွေ့လား looking ing နော် ing ဆိုတော့
present continuous နဲ့တို့တွေညင်းမယ် we မို့လို့ aren't we are looking at the time ဖြစ်ပါတယ် 13 Lisa bought a new coat a few days ago Lisa ပြီးခဲ့တဲ့ရက်အနေငယ်ကကုတ်အသစ်တစ်ထည်ကိုဝယ်ခဲ့တော့ဟောတွေ့လားပြီးခဲ့တဲ့ရက်အနေငယ်ကဝယ်ခဲ့တာနော် but ဒါပေမဲ့ she wore it yet သူမအခုထိအဲ့ဒါကိုမဝတ်သေးဘူးဒီမှာဆိုတွေ့လား yd yet ဆိုတဲ့ present perfect မှာသုံးတဲ့သင်္ကေတ yet ဆိုတဲ့စကားလုံးလဲပါတယ်အဲ့နောက်မှာ worn ဆိုတဲ့ verb 3လဲပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ present perfect နဲ့ညင်ပါမယ် she မို့လို့ hasn't သူမအခုထိကိုမဝေးရသေးဘူး 14 you drive so fast it's dangerous မင်းအရန်ကိုမြ мян ဆန်ဆန်ဒါဆိုဘာလုပ်တာလဲ suggestion အကြံဉာဏ်ပေးတဲ့သဘောပေါ့အဲဆိုရင်ဘာလေးနဲ့အကြံဉာဏ်ပေးမလဲ shouldn't နဲ့အကြံဉာဏ်ပေးရင်ပို့ပြီးတော့အဆင်ပြေပါမယ်เนาะအဲ့တော့ you shouldn't drive so fast မင်းအရန်မြ мян ဆန်ဆန်မမောင်းသင့်ဘူး it's dangerous အန္တရာယ်ရှိတယ်เนาะ okay အဲ့တော့ 43.4 ကတော့ကွက်လက်ရဲ့နောက်က verb အခြေအနေလေးတွေကိုကြည့်ပြီးတော့ negative ညင်ရတာဖြစ်ပါတယ် 43.5 43.5 က you ask Gary some question မင်းက Gary ကိုမေးခွန်းတချို့မေးတယ်ပေါ့ Gary က yes no ဖြေတယ်ပေါ့အဲ့ဒီ Gary ဖြေတဲ့ yes no ကို positive sentence negative sentence လေးတွေရေးပေးရမယ်ပေါ့ဒီမှာဆိုမင်းကမေးတယ်သူ example နှစ်ကြောင်းပေးထားတယ်နော် Are you married မင်းအိမ်အောင်ရှိလား No တဲ့အဲ့ဆို Gary ရဲ့ယောက်ျားလေးဆိုတော့သူအိမ်အောင်မရှိဘူးပေါ့ He isn't married Do you live in London မင်းလန်ဒန်မှာနေသလား Yes တဲ့အဲ့ဆိုတို့တွေရရေးမယ်သူလန်ဒန်မှာနေတယ်ပေါ့ He lives in London verb တွေကလေဒီမေးခွန်းမှာရှိတဲ့ verb တွေနဲ့သုံးချရုံပဲเนาะ Were you born in London မင်းလန်ဒန်မှာမွေးဖွားခဲ့တာလား No တဲ့အဲ့တော့တို့တွေရရေးမယ်သူလန်ဒန်မှာမမွေးဖွားခဲ့ဘူးသူဆိုတော့ he ဟောဒီမှာဆိုရင် question က verb ကိုပြန်ယူ were born မို့လား were born ဆိုတော့ he မို့လို့တို့တွေကဘာလေးပြောင်းလိုက်ရုံပဲလေ wasn't born he wasn't born in London သူလန်ဒန်မှာမမွေးဖွားခဲ့ဘူး Do you like London မင်းလန်ဒန်ကိုသဘောကျသလား No တဲ့အဲ့တော့သူလန်ဒန်ကိုသဘောမကျဘူးပေါ့ he okay verb က like like ကိုယူမယ် he မို့လို့ဘာလေးနဲ့ညင်မလဲ doesn't နဲ့ညင်လိုက်မယ် he doesn't like London သူလန်ဒန်ကိုသဘောမကျဘူး Would you like to live in the country မင်းကျေးလက်မှာနေထိုင်ရတာကိုသဘောကျသလားတဲ့ Yes တဲ့အဲ့ဆိုရင်သူ country မှာနေထိုင်ခြင်းတယ်ပေါ့နေထိုင်ရတာကိုသဘောကျတယ်ပေါ့ဒီမှာဆိုရင် work life ဆိုတဲ့ verb သုံးထားတဲ့အတွက်ကြောင့်မလို့တို့တွေကလည်း would like ကိုပဲအသုံးပြုပါမယ် He would like to live in the country သူ country မှာနေထိုင်ရတာကိုသဘောကျတယ် Can you drive မင်းကားမောင်းနိုင်လားတဲ့ Yes တဲ့အဲ့တော့ तू ကားမောင်းနိုင်တယ်ပေါ့မေးခွန်းက can drive နဲ့မေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့တွေကလည်း can drive နဲ့ပဲဖြေလိုက်လေ He can drive Have you got a car မင်းမှာကားတစ်စီးရှိသလား No တဲ့အဲ့တော့သူ့မှာကားတစ်စီးမရှိဘူးပေါ့ He မေးခွန်းက have got နဲ့မေးထားတာမဟုတ်လားအဲ့ဆိုတို့တွေကလည်း have got နဲ့ပဲ negative လောက်လိုက်လေ he မို့လို့ဘာဖြစ်သွားပြီလဲ hasn't got he hasn't got a car ဖြစ်ပါတယ် Do you read newspaper မင်းသတင်းစာဖတ်သလား No အဲ့တော့သူသတင်းစာမဖတ်ဘူးပေါ့အဲ့တော့ he verb ကမေးခွန်းရဲ့ read ကိုယူလိုက် he မို့လို့ဘာနဲ့ညင်းမလဲ doesn't နဲ့ညင်းလိုက်မယ် He doesn't read newspaper သူသတင်းစာမဖတ်ဘူး Are you interested in politics မင်းနိုင်ငံရေးစိတ်ဝင်စားသလား Okay သူကဒီမှာဆိုရင် no စိတ်ဝင်စားဘူးလို့ပြောတယ် Okay အဲ့ဆိုစိတ်ဝင်စားဘူးလို့ပြောရဲဆိုမှတော့သူနိုင်ငံရေးကိုစိတ်ဝင်စားဘူးပေါ့ He
ကဲဒီမှာဆို are interested ဆိုတာစိတ်ဝင်စားသော adjective လေအဲ့တော့ adjective ကိုညင်းပြီဆိုမှတော့ verb to be နဲ့ညင်းမယ် he မို့လို့ဗာလေးနဲ့ညင်းပါလေ isn't နဲ့ teacher တို့တွေကညင်းပါပဲ he isn't interested in politics သူနိုင်ငံရေးကိုစိတ်မဝင်စားဘူးပေါ့ Do you watch TV most evening မင်းညနေခင်းတွေမှာ TV ကြည့်သလားတဲ့ Yes အဲ့တော့ तू ညနေခင်းတွေမှာ TV ကြည့်တယ်ပေါ့အဲ့တော့ he verb ကဘာလေးကိုသုံးမလဲ question မှာရှိတဲ့ words လေးကိုသုံးမယ် he မို့လို့ singular verb ကိုပြောင်းလိုက်ပါမယ် WATCHES watches he watches TV most evening ဖြစ်ပါတယ် Did you watch TV last night မင်းမနေ့ညက TV ကြည့်ခဲ့သလားတဲ့ No အဲ့တော့ तू မနေ့ညက TV မကြည့်ခဲ့ဘူးပေါ့ he အဲ့တော့ဒီမှာဆိုမနေ့ညကဟာကိုညင်းမှာဖြစ်တယ် question ကလည်း did နဲ့လောက်ထားတဲ့အတွက်ကြောင့်မို့လို့ didn't နဲ့ညင်းလာရုံပဲလေ he didn't watch TV last night ဖြစ်ပါတယ် Did you go out last night မင်းမနေ့ညကအပြင်သွားခဲ့သလား Yes အဲ့တော့ तू မနေ့ညကအပြင်သွားခဲ့တယ်ပေါ့ he ဒီမှာမေးခွန်းက did နဲ့မေးထားတဲ့အတွက်ကြောင့်မလို့ verb က verb 2 past simple ကိုသုံးပါမယ် go ရဲ့ verb 2 က went ဖြစ်ပါတယ် he went out last night သူမနေ့ညကအပြင်ကိုသွားခဲ့တယ်ဒါလေးကတော့ unit 43ရဲ့ exercise လေးတွေကိုပြုလုပ်ပေးထားပေးခြင်းဖြစ်ပါတယ် နောက်ဗီဒီယိုလေးမှာတော့ unit 44ရဲ့ is it have you do they question လုပ်ပုံလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် unit 44ကိုမလေ့လာခင်မှာအရှိက unit လေးတွေမေးခွန်းလုပ်ပုံလေးတွေကိုပြန်ပြီးတော့ကြည့်ပေးပါနော် teacher တို့နဲ့တူတူလေ့လာပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye thank you see you next video